ပဲခူးတိုင်းမှာပါရှိတယ်ဆိုတော့နော်ဒီမှာခြေတစားကရေနံမြေတရားဇက်ရှိတယ်နော်ဇေယဝတီတရားဇက်ရှိတယ်နော်စင်တဲမှာအကြီးစားစမှုလက်မှုလုပ်ငန်းရှိတယ်နော်အဲ့တော့မြောင်အောင်နေရာကြီးမြောင်အောင်နေရာမှာရထားလန်မြောင်အောင်မှာဂိတ်ဆုံးပြီးတော့ပြည်နဲ့စင်တဲနာမှာပြည်မှာပူလာရှိတယ်မြောင်အောင်နဲ့ပြည်နဲ့ချိတ်ဆက်လိုက်လို့ဆိုရင် ARV တိုင်းနဲ့ပဲခူးတိုင်းနဲ့ပေါင်းပူပြီးသားဖြစ်ပါမှာနော်ဒီမှာစင်တဲရှိတယ်ကွာဟုတ်လားဒီမှာမြောင်အောင်နော် ARV နဲ့ပဲခူးတိုင်းနဲ့ပူပေါင်းတဲ့နေရာရထားလန်ခဲ့ရမှာနော်မြောင်အောင်ရပြီးတော့ပြည်ဒါမှမဟုတ်ပြန်အောင်စင်တဲကိုရထားလန်ခဲ့ရမှာနော်ARV တိုင်းမှာလည်းထင်စားတော့နေရမြန်နော် ARV တိုင်းမှာပါလိရှိတယ်ဆိုတော့အများကြီးပဲနော်စာလုံးဝတေးနေတိတ်မမြင်အောင်ဖတ်ပြဖို့သိလားတော့ကဒီ6လေးလုံး4နှစ်ဆိုတာပဲခူးတိုင်းနော်ပဲခူးတိုင်းဆိုတာအဲ့ဒါစင်တဲဖြစ်ဖို့များ3ကားဆိုတော့နော်မော်တော်ယာဉ်များဒီမှာ6လေးလုံးနော်15ခွန်နော်ဒါဆိုရင်6ဆိုတော့ပဲခူးတိုင်းနော်3 4လုံးဆိုတာစင်တဲနော်ကားထုတ်တဲ့မော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်းတွေနော်ဒါကပဲခူးတိုင်း6900နော် NE ဒါ NE ကဘာလို့ရမလဲဆိုတော့မြန်အောင်နဲ့စင်တဲနဲ့ဟိုရထားလန်ထည့်ရမယ်နော်အဲ့ဒါပို့ပြီးတော့အဆက်တွေပို့ကောင်းအောင်ဒါ ARV တိုင်းနော် ARV တိုင်း4လုံးထိပြီးရတယ်နော်4လုံးနော်အဲ့မှာအခုဆိုရင်ရာယူပို့တက်ပါပြီ4-5လုံးဖြစ်ပါပြီတစ်လုံး2လုံး3လုံး4လုံး5လုံး4-5လုံး3-5ဆိုတော့နော်1000 money မှာအရင်က4-3လုံး ARV တိုင်းမှု ARV တိုင်းမှု4-3လုံးနော်ဟာ4-3လုံးနော်မောင်မင်းဟန်နေ4-3-9-3-3နော်လက်မှတ်အမှတ်เนาะ ARV တိုင်းအနေဝင်เนาะညာလ2ကို6 ARV တိုင်းမှာရေနံတဘာဝဓာတ်ငွေတဲ့เนาะညံအောင်ရွှေပြည်တာကြံခင်းထန်းတပင်เนาะရေနံနဲ့တဘာဝဓာတ်ငွေရှိတယ် ARV တိုင်းเนาะပသိမ်ကရော်ဒီဇွန်ပြီးတော့ပြန်ဖျားနော်နိုင်ငံတဲ့အကြီးဆုံးပါရေးရစပကြီးကဂုံချော်ပုကလေးမျိုးနဲ့အားဖတ်လုံးမယ်နော်ပုကလေးမျိုးနဲ့မှာရှိတယ်အရာဒီတိုင်းထူကြတယ်ဖြစ်